ငလင်ရဲ့အခုအခြေအနေအရဆိုဒီတိုင်းတကယ်ဖြစ်နေပြီငလင်တွေဟာပြင်းအားတဖြည်းဖြည်းလျော့ကျသွားရမယ့်အစားပြင်းအားမြင့်လိုက်နေလိုက်ဖြစ်နေတာကြီးကိုဘဝင်မကျနိုင်ဘူးစိုးရိမ်စရာကြီးဖြစ်နေတဲ့တကယ်နားလည်တဲ့ဘူမိဗေဒပညာရှင်တွေသုတေသနပညာရှင်တွေရဲ့သုံးသပ်ခန့်မှန်းချက်တွေအရေးတကြီးလိုအပ်နေပါတယ်ငလင်ကြီးတစ်ခုပြီးတိုင်းငလင်ငယ်တွေလာတယ်ဒါထုံးစံအဲ့မှာမှနှစ်မျိုးထပ်ခွဲတယ်ပုံမှန်ငလင်အန္တရာယ်မရှိပုံမှန်မဟုတ်တဲ့ငလင်အန္တရာယ်ရှိပုံမှန်ငလျင်တွေဆိုတာငလျင်ပြီးတဲ့အခါနောက်ငလျင်အသေးတွေမှာပြင်းအားတဖြည်းဖြည်းလျော့ကျလာမယ်ပြီးရင်တစ်ခုနဲ့တစ်ခုကြားလှုပ်တဲ့အချိန်တဖြည်းဖြည်းဝေးသွားမယ်ဥပမာနာရီဝက်ခြားကနေတနာရီခြားတစ်ခါအဲကနေမှ2နာရီခြားတစ်ခါဆိုလိုတာကပြည့်ရွှေကတဖြည်းဖြည်းတည်ငြိမ်စပြုလာတယ်ပြီးရင်ပြန်ငြိမ်ကျသွားမယ်အန္တရာယ်မရှိတော့ဘူးပုံမှန်မဟုတ်တဲ့ငလျင်တွေဆိုတာကြတော့ခုလို9.9ပြီးသွားတဲ့အခါငလျင်ငယ်တွေကပြင်းအားမတည်ငြိမ်ဘူး2.3နဲ့လှုပ်မယ်ပြီးကြ4.3နဲ့လှုပ်မယ်တခါ3.3ညထပ်လှုပ်မယ်ပြီးကြလှုပ်တဲ့အချိန်တွေကတောက်လျှောက်စိတ်နေမယ်တခါတလေတနာရီလောက်ကြာမယ်ပြီးကြ10မိနစ်ခြားတခါ15မိနစ်ခြားတခါပြန်လှုပ်မယ်ဒါအပြင်4အကျော်တွေ5အကျော်တွေကလည်းကြားထဲလှုပ်အောင်မယ်ဆိုရင်ဒါတအားစိုးရိမ်ရတဲ့အနေအထားဖြစ်သွားပြီးဒါကဘာကိုဆိုလိုတယ်လဲဆိုရင်ပြည့်ရွေကြီးမတည်ငြိမ်နေဘူးအဆိုးဆုံးဘာဖြစ်နိုင်လဲဆိုရင်အစောပိုင်းလှုပ်ခဲ့တဲ့9.9မဆိုတာအဓိကငလျင်တောင်မဟုတ်ဘူးအဲ့ဒါရှေ့ပြေးငလျင်ကြီးဖြစ်နိုင်တယ်အဲ့ဒါမှန်ပဲတခုရှိတာကစကိုင်းပြည့်ရွေကဟိမဝန္တာတောင်တန်းတွေကစရဲမုတ်တမောက်ကွေနားမှာဆုံးတယ်အရှည်ကီလိုမီတာ1200ကျော်ရှိတယ်အန္တရာယ်ရှိဆုံးကမုတ်တမောက်ကွေသူကြစကိုင်းပြည့်ရွေနဲ့တခြားပြည့်ရွေတွေလာပေါင်းနေတဲ့ဇုံလဲတော့အဲ့ဒီနေရာသာထားလို့ရင်အ ਨੇ ဆုံးကရှစ်မဲဖြာပုံနားကလှုပ်တဲ့ငလျင်9.3ညမဆိုရင်လဲ Indian Plain နဲ့မြစ်ဝကျုံးပေါ်ဒေသတိုးဝေးမှုဖြစ်နေတယ်ဆိုတာပြတာပါထိုင်းကပြတဲ့ဗီဒီယိုအတိုင်းမြန်မာနိုင်ငံရဲ့အနောက်ဘက်မြေသားတွေကမြောက်ဘက်ကိုတိုးနေပြီးအရှေ့ဘက်မြေသားတွေကတောင်ဘက်ကိုတိုးနေပါတယ်ဆူနာမီအန္တရာယ်တောင်ရှိလာနိုင်ပါတယ်ကျွန်တော်တို့ရန်ကုန်သတိကြီးထားဖို့လိုပါပြီအဲ့ဒါကစကိုင်းပြက်ရွေရဲ့လှုပ်ရှားမှုဟာတခြားပြည့်ရွေတွေကိုပါအကျိုးသက်ရောက်စေတယ်ဆိုတဲ့သဘောပါပဲအန္တရာယ်အရန်ရှိနေတဲ့အခြေအနေပါဆက်ပြင်းမလားအားပြော့လာမလားဒါတော့ဖျားပဲသိပါမယ်ငလင်ကိုလူသားတွေကြိုမသိနိုင်ပါဘူးဒါပေမဲ့ကြိုသိတဲ့သတ္တဝါတွေရှိပါတယ်ခွေးကြောင်အနည်းဆုံး15မိနစ်ကနေ9မိနစ်ကြိုသိကြတယ်သူတို့အမူအရာမူမမှန်တော့ရင်ပြေးလွှားနေရင်သတိထားပါငလျင်မလာခင်အရင်လာတဲ့မီသိန်းအနံ့ကိုသူတို့ကြိုရလို့ပါငှက်များအနည်းဆုံးနာရီဝက်နဲ့15မိနစ်ကြိုသိကြပါတယ်ငလျင်ရဲ့တုန်ခါမှုကိုခံစားရလို့ပါငှက်အော်တန်တွေစူညံလာရင်ပြေးဖို့ပြင်ပါငွေငလျင်ကိုအစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ3ရက်ကြိုသိပါတယ်ငလျင်လာကနီးငွေတွေအများကြီးမြေကြီးပေါ်တက်လာတတ်ပါတယ်ကြိုတင်ပြင်ဆင်မှုငလျင်လှုပ်ပြီးလို့သိတာနဲ့ပြေးဖို့ကံမကောင်းရင်စက္ကန့်30ကံကောင်းရင်1မိနစ်အချိန်ရပါတယ်ရန်ကုန်လိုအနေထားနဲ့ကတော့ဘယ်အောင်မှမဝင်ပါနဲ့ပြေးပါခုကလေးကငါပဲနားပြေးရင်အဆောက်အဦတကြိုးတွေနဲ့လွတ်မလဲကြိုစဉ်းစားထားပါကြောက်လန့်ပြီးထိုင်ချနဲနဲငိမ်မှထပြေးတဲ့သူတွေအန္တရာယ်အများဆုံးပါသူတို့အထွက်တိုက်အပြိုပါပဲဒါမဟုတ်လဲကြောက်ပြီးထိုင်နေရင်ပြီးသွားတာပါပဲအရေးပေါ်အိမ်တိုင်းပြင်ထားပါမြင်သာတဲ့နေရာမှာရေတပူးထောင်ထားပါတိတ်ခနဲဖြစ်ရင်လှမ်းကြည့်ရေလှုပ်တာနဲ့တန်းပြေးပါအထက်မြင့်ကွန်ဒိုနေတဲ့သူတွေအမြန်မစင်းနိုင်တဲ့လူကြီးတွေဆိုင်ကယ်စီးဦးထုတ်ကောင်းကောင်းဆောင်ထားပါမွေးရနှစ်ထပ်နဲ့အိပ်ပါတစ်ဖက်ကိုအသေးချုပ်ထားပါတစ်ဖက်ကိုအဖွင့်ထားပါအရေးအကြောင်းဆိုဆိုင်ကယ်စီးဦးထုတ်စွတ်မွေးရနှစ်ခုကြားမှောက်ရက်အနေထားနဲ့ငိန်သာနေလိုက်ပါတော့ပြိုကျသွားတောင်ပြေးစင်းတာထက်အသက်ရှင်ဖို့ chance များပါတယ်မဖြစ်မနေပြေးစင်းရလဲဦးထုတ်ပါတော့ပို့စိတ်ဖြစ်ပါတယ်ဓာတ်လေကားမသုံးပါနဲ့မီးပြတ်တာနဲ့ရောက်တဲ့နေရာရက်ပြီးပြိုတဲ့အထဲပါသွားမှာပါကားမသုံးပါနဲ့ကိုလိုကားသုံးတဲ့ကောင်တွေများပြီးကားပိတ်တဲ့နေရာမှာအထက်မြင်ပြိုရင်အုပ်လိုက်ပါသွားမှာပါလမ်းပေါ်အခြေအနေဆိုပြီးပြေးပေါက်ရှာမတွေ့ရင်အမိုက်ပုံအမိုက်ကန်နဲ့ဒိုင်ပင်ပြစ်ဝင်ပါနဲနဲ့နန်းနိုင်ပေမဲ့အမိုက်အိတ်စုံကတင့်ကို airbag တွေလိုကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်ငလျင်ရေးဆိုတာနဲ့ထပ်ပြေးပါဟုတ်မဟုတ်ပြေးတာပြေးပါတကယ်ဟုတ်ခဲ့ရင်လွတ်ပါမယ်မဟုတ်ခဲ့ရင်
အစမ်းလေးကျင့်ရာရောက်ပါတယ်နောက်တစ်ခါဘလို့ပြေးရင်ပုံမြန်မယ်ဘယ်နေရာသွားထိုင်ရင်ဘေးပိုကင်းမယ်ဘာညာကိုဘာသာပြင်ဆင်လို့ရပါတယ်သူများနိုင်ငံမှာကလေးဘဝကလေးကတင်ရတာပါကိုတွေကအခုလေးကျင့်ကြတာပေါ့ဘသူပါပြောနေနေအေးရေးဝအောင်အိပ်ပါစားစရာရှိတာစားပါကူနိုင်တာကူပါလာမဲ့ဘေးဆိုတွေးကြောက်နေလို့အပူပါပဲပြေးဖို့နေရာတွေးထားတာရှိပြီးအရေးပေါ်အိပ်ပြင်ထားပါဒါမှသူများကပြေးဟေ့ဆိုအားနဲ့ပြေးနိုင်မှာပါစဉ်းစားလို့ရတာထပ်ဖြည့်ပါမယ်နေ့စဉ်မိုးလေဝသသတင်းတွေနဲ့ငလင်ကြိုတင်ပေးသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်